ကဲဒီနေ့သမင်းစားမယ်ဒီနေ့တော့လက်နဲ့စားမယ်ဒါကမွန်းချင်ရွက်လေးနဲ့ဗဒတ်စာလေးနဲ့ပေါ့နော်အရေးသားကောင်းနေပဲပူပူလေးဒါတော့တို့စီရကဲသီးလေးနဲ့နန်းနန်းမယ်ဒါကတော့ငပိထောင်းလေးပေါ့နော်ဒါကတော့ကြက်အသေးမြစ်လေးချက်ထားတာပါဟောတာကတော့ဝါဥကြာစံနဲ့ခောက်ဆွဲနဲ့နဲ့ရောထားတဲ့မာလာရှန်ကောဖုံးမိတ်လေးပေါ့နော်ရုံးဆုံးအစားမလဲဆိုငပိထောင်းလေးနဲ့စားမယ်သမီးအောင်ပိထောင်းလေးပြည့်လေးတော့မนี่นานๆมันได้จ้ะพวกมันจะมาเซาได้จ้ะเนี่ยลูกมันเซาอะไรอย่างมุ้ยนะนานมันเนี่ยถ้าพอได้สารเนี่ยก็มันอยู่แบบไล่ผัดสองมัน不用教练呢，哎，到我손들들리那么到的不？阿妹呀，然后这面这乌鸡吧，就来到嘛，စီတော့မထဲတော့စီနဲ့နေအမေအရန်မိန်လို့လေမထဲတော့ပါဘူးဆက်ပါကြက်မေးလေးကောင်းနေတော့ပဲအပီတောင်းလေးကဆက်နေတော့ဘယ်လိုဖြစ်နေတာလဲဟဲ့ကုန်းကယူလိုက်တော့မှာလာရှုပ်နာမည်ပြဿနာတက်နေမင်းရမ်းစားကောင်းမာလာရှန်ကောဘက်ကိုမလှည့်နိုင်မင်းမစားတော့ဘူးလို့နေတာမာလာရှန်ကောဝါကြာစံလေးနဲ့ဆိုတော့ဝိတ်မတက်ဘူးလေဒါပဲစားမယ်ပေါ့အဲ့ဒီမှာဆရာမကြီးကအပီရောင်းလေးနဲ့တရက်သီးလေးနဲ့ကိုပြင်းဒီဗလက်စာအရေးတောက်ကိုနှွေးပြီးတော့ကြက်သေးမြေကိုနှွေးလိုက်တဲ့အချိန်မှာကျမမရတော့ဘူးကျမရဲ့ခန္ဒီပါရမီတွေအကုန်လုံးရောကြသွားပြောရရင်ဒေါ်မူနိုင်ကြီးကနေပြီးတော့ဒေါ်မထိန်နိုင်ဖြစ်သွားတာပေါ့သမင်းမြင်မူနေတဲ့ဒေါ်မူနိုင်ကြီးကအနံ့နေလဲရအောင်ဒေါ်မထိန်နိုင်ဖြစ်သွားရန်ကုန်
ဒီနေ့တရက်တော့ခွင့်လွန်စားမယ်ဒီနေ့တရက်တော့ခွင့်လွန်စားမယ်နဲ့ကျမ10ရက်လောက်ရှိသွားပါပြီရှင်စိတ်တော့မရှိနဲ့10ပေါင်တက်လာတယ်တော်ပြီနော်တော်လိုက်တော့မယ်ဆက်ခဲလို့မရတော့ဘူး